တန်နေဆိုတာမမြင်ရတဲ့အရာတွေတခုလို့ပဲကျွန်တော်ထင်ထားခဲ့ကြတာပေါ့နော်စကားပြောလိုက်မယ်ပြီးအဲ့စကားတွေကလေထဲမှာပျောက်သွားမယ်အမှန်တော့အဲ့လိုမဟုတ်ဘူးဗျအတန်နေဒါမှမဟုတ်စကလုံးတွေမှာသူတို့ရဲ့တိကျတဲ့ပုံစံတစ်ခုရှိတယ်ဆိုလိုချင်တာသူတို့ဒီမှာ physical body လိုမျိုး body တစ်ခုရှိတယ်စကလုံးတိုင်းမှာရှိတယ်အစတော့ကကျွန်တော်လည်းအဲ့ဒါကိုသတိမထားမိဘူးမိတ်ဆွေတို့ Spotify တို့ SoundCloud တို့မှာသချင်းတစ်ပုဒ်ဖွင့်ကြည့်လို့ရှိရင်အဲ့သချင်းရဲ့ wave တွေတွေ့ရလိမ့်မယ်အဲ့ wave တွေကဘာနဲ့တူလဲဆိုငါးရိုးလေးလို့ပဲဗျာအချွန်လေးဖြစ်နေအောင်တွေ့ရလိမ့်မယ်ဒါပေမဲ့မိတ်ဆွေအဲ့ wave တွေကိုကြည့်လို့ရှိရင်တော့တိတ်ပြီးတော့ထူးခြားမှာမဟုတ်ဘူးကျွန်တော်လည်း studio တစ်ခုမှာအသက်ဖန် engineer ကျွန်တော်လုပ်ဘူးတယ်တနေ့လောက်အဲ့တုန်းကတော့ကျွန်တော် wave တွေကိုကြည့်ရကျွန်တော်စိတ်ထဲမှာဘာမှသိပြီးဒီလိုထူးခြားတာမတွေ့ခဲ့ဘူးအဲ့နောက်ပိုင်းကျတော့ကျွန်တော် radio station တစ်ခုမှာ program production engineer လုပ်တယ်အဲ့တော့ radio အစီအစဉ်တွေကိုကျွန်တော်တဲဖြတ်ပေးရတာပေါ့ဗျာအဲ့ခါကျတော့ကျွန်တော်ထူးခြားတာတစ်ခုကျွန်တော်သွားတွေ့သွားတယ်ဒီစကလုံးတွေရဲ့ပုံစံပေါ့အဲ့မှာ radio station မှာဒီ program ကိုအတန်သွင်းတဲ့ radio announcer radio host ကောင်မလေးပေါ့နော်သူ10ယောက်15ယောက်လောက်ရှိတယ်ဗျာအဲ့10ယောက်15ယောက်လုံးရဲ့ program တွေကိုကျွန်တော်ကဟိုလူ program ဖြတ်လိုက်ဒီလူ program ဖြတ်လိုက်အဲ့လိုမျိုး edit လုပ်ပေးရပါတော့အဲ့ edit လုပ်တဲ့ခါကျတော့ကျွန်တော်ဘာလို့သတိထားမိသွားလဲဆိုတော့ radio program တွေကသူ format ရှိတယ်ဗျာပထမဆုံးမှာမင်္ဂလာပါလို့ပြောမယ်ပြီးလို့ရှိရင်ဘာအကြောင်းပြောမယ်ပြီးလို့ရှိရင်ဂျားထဲမှာတီးလုံးဝင်မယ်ပြီးလို့ရှိရင်ဘာစာပြောမယ်ဆိုပြီးတော့သူတို့မှာ format တစ်ခုရှိတယ် format တစ်ခုရှိတော့ကျွန်တော်သူတို့ရဲ့အတန်တွေကိုဒီ software ထဲမှာအတန် edit လုပ်တဲ့ software ထဲမှာကျွန်တော်ပြင်နေကျွန်တော်သတိထားမိသွားတာပါလဲဆိုတော့လူတစ်ယောက်ကမင်္ဂလာပါဥပမာဆိုကြပါတော့နော်မင်္ဂလာပါဆိုတဲ့စကားလုံးပြောလိုက်တယ်တခြားသူတစ်ယောက်ကလည်းမင်္ဂလာပါဆိုတဲ့စကားလုံးပြောတယ်အဲ့ဒီမှာရှိတဲ့အနောင်စာတွေအားလုံးရဲ့မင်္ဂလာပါဆိုတဲ့ပြောတဲ့စကားလုံးတွေကိုဒီအတန်ပြင်တဲ့ software ထဲမှာထုတ်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့တွေအားလုံးကဗျာဥပမာလူတစ်ယောက်ရဲ့ဓာတ်ပုံ10ပုံထုတ်ပြီးကြည့်နေတယ်လို့ပဲအဲ့အတန်တွေအားလုံးကစင်တူပဲဆိုလိုချင်တာလူတစ်ယောက်ကစကလုံးတစ်လုံးမှာမင်္ဂလာပါလို့ပဲပြောခြေစုတင်ပါတယ်လို့ပဲပြောအဲ့ပြောလိုက်တဲ့စကလုံးကတိကျတဲ့ပုံစံတစ်ခုရှိတယ်အဲ့စကားကိုဘယ်နှကြိမ်ပဲပြောအဲ့ပုံစံပဲဒါမှမဟုတ်အဲ့စကားကိုတခြားသူတစ်ယောက်ကပြောလဲအဲ့ပုံစံပဲကျွန်တော်ပြောချင်တာနားလေလားမသိဘူးအဲ့တော့ကျွန်တော်အဲ့လောက်တွေ့သွားတော့ကျွန်တော်တခြားစကားစုတွေကိုပေါ့နော်မင်္ဂလာပါမဟုတ်တခြားကျွန်တော်တို့ဒီ FM မှာကြတော့ဒီပြောနေကြစကားလေးရှိအဲ့ပြောနေကြစကားလေးတွေပါကျွန်တော်တူလားဆိုပြီးတော့တခြားလူတယောက်ချင်းစီရဲ့အတန်တွေကိုအဲ့လိုမျိုး software ထဲမှာဇွန်းဆွဲကြည့်ပြီးတော့ wave တွေကိုတေချာဖျဲပြီးကြည့်တဲ့အခါကျတော့တူနေအောင်တွေ့တယ်တူတာမှလုံးဝချွတ်ဆွတ်ပဲတူနေရအဲ့တော့ကျွန်တော်ဘယ်လိုသဘောပေါက်သွားလဲဆိုတော့စကားစုတိုင်းမှာသူ့ရဲ့လူတစ်ယောက်လိုပဲသူ့ရဲ့ပုံပန်းတဲ့တခုရှိတယ်ဆိုလိုချင်တာသူတို့မှာ physical form လို့ခေါ်တယ် physical body တခုရှိတယ်အဲ့တော့အဲ့ body ရှိတော့ဘာဖြစ်လဲပေါ့နော်အဲ့ body ရှိတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လူသားတွေဒီကဘာကြီးမှာရှိတဲ့အရာတွေအားလုံးကသိပ္ပံပညာတွေ့ရှိချက်အရဆိုရင်မိတ်ဆွေကျွန်တော်တို့ဒီခန္ဓာကိုယ်အသေးစိတ်ပြူပြဲပြီးတော့ဇွန်းဆွဲပြီးကြည့်လိုက်မယ်ဆိုရင်နောက်ဆုံးမှာဘာကိုတွေ့ရမလဲဆိုတော့ဒီ nucleus လေးတွေကတုံနေတာကိုတွေ့ရမယ်အဲ့တော့ဒီကဘာကြီးမှာရှိတဲ့အရာအားလုံးကို everything is wave form အားလုံးက wave တွေပဲလို့သိပ္ပံပညာရှင်တွေကပြောကြတာဆိုလိုချင်တာကျွန်တော်တို့ရဲ့ဒီ body ကြီးကလည်းကျွန်တော်တို့ကဒီလိုကြည့်လို့သာတည်ငြိမ်နေတယ်လို့ထင်ရမယ်တကယ်မဲ့ဇွန်းဆွဲပြီးတော့ကြည့်လိုက်မယ်ဆိုသူကတုံနေတာအဲ့တော့ကျွန်တော်တို့ဒီအနီးနားမှာရှိတဲ့အရာတွေအားလုံးလည်းအဲ့လိုပဲသူ့ရဲ့ atom တွေကတုံခါနေကြပြီးတော့ကျွန်တော်ကမျက်စိနဲ့မြင်ရအဲ့ဒါကိုကျွန်တော်တို့ဘာနဲ့သိနိုင်လဲဆိုတော့မိတ်ဆွေဖုန်းသို့မဟုတ် TV တစ်လုံးကိုအနားကပ်ပြီးတော့ဇွန်းဆွဲပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ရုပ်ပုံပေါ်နေတဲ့ TV နဲ့ဖြည်းဖြည်းချင်းအဆက်တွေဖြစ်လာနေနောက်ဆုံးဘာတွေ့ရမလဲဆိုတော့ RGB လို့ခေါ်တဲ့အနီရောင်လေးရဲ့အစိမ်းရောင်လေးရဲ့အပြောင်လေးရဲ့လင်းလိုက်မှိတ်လိုက်လင်းလိုက်မှိတ်လိုက်ဖြစ်နေကြအောင်ပဲမိတ်ဆွေတွေ့ရလိမ့်အဲ့လိုမျိုးပဲကျွန်တော်အုံနာပြောဆိုကျွန်တော်တို့ရဲ့လူတယောက်ရဲ့ခန္ဓာကိုယ်အနုစိတ်ဇွန်းဆွဲကြည့်ရင်မောနောက်ဆုံးမှာတော့အဲ့အဆက်ပြောက်လေးတွေကတုံဖြစ်နေအောင်တွေ့ရတယ်အဲ့သိပ္ပံသဘောတရားကိုဟိုလောလုံးကထွက်တဲ့ flash ကားထဲမှာလဲသူက sense တစ်ခုအနေနဲ့ပြတာသေးတယ်ဗျာသူတို့နှစ်ယောက်ကနေရန်ကိုဖောက်ပြီးတော့ထွက်သွားတာတာမန်လူတယောက်အနေနဲ့နေရန်ကိုဖောက်ထွက်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့တော့ပြောလို့ရတာ
ဒါပေမဲ့ဒီသိပ္ပံတွေးရှိချက်အရာဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်း wave ပဲတုံနေတာဒီအရာဝတ္ထုတွေကလည်းတုံနေတာအဲ့တော့ဒီတုံနေတဲ့ချိန်နှုံးချင်းတူပေါင်းလုပ်ပြီးလှုပ်နိုင်အောင်တုံနိုင်လို့ရှိရင်အဲ့နှစ်ခုကဂျားတွေကနေပဲအဲ့လိုမျိုးဖြတ်သွားလို့ရတယ်ဒါကတော့ရုပ်ရှင်ထဲမှာဇင်းတစ်ခုအနေနဲ့ပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကတုံနေတဲ့ wave form ဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုဘာဖြစ်လဲဆိုတော့မိတ်ဆွေစဉ်းစားကြည့်အတန်တွေက physical body ရှိတယ် physical body ရှိတယ်ဆိုရဲဆိုလိုချင်တဲ့သဘောကကျွန်တော်တို့လာပြီး TV ကင်လို့ရတယ်ဆိုတဲ့သဘောပဲအဲ့တော့ TV ကင်လို့ရတယ်ဆိုလို့ရှိရင်လူတစ်ယောက်ကခေါင်းကိုပုတ်ပေးမယ်လက်လေးကိုပုတ်ပေးမယ်ဆိုရင်လူတစ်ယောက်ကတာယာမှုခံစားရတယ်လို့မျိုးအဲ့လက်နဲ့ပဲပါးကိုရိုက်မယ်နားကိုရိုက်မယ်ဆိုရင်ဆောင်းဆွဲမယ်ဆိုရင်နားကျင်နေဗျာအဲ့တော့ရှင်းလားမသိဘူးကျွန်တော်တို့ဒီ sound လို့ခေါ်တဲ့ wave တွေနဲ့ကျွန်တော်တို့ကိုပျော်ရွှင်အောင်လုပ်လို့ရတယ်စိတ်ညစ်အောင်လုပ်လို့ရတယ်လို့အဆုံးစုဒီကျွန်တော်တို့နာကျင်ပြီးတည်ဆုံးအောင်ဒီလုပ်လို့ရတယ် Harry Potter ကားတို့ဒီဆုံးကားတို့မော်ကားတို့မိတ်ဆွေတို့ကြည့်မယ်ဆိုရင်သူတို့လက်ထဲမှာ Magic Wand လို့ခေါ်တဲ့ဒုတ်တန်ရှိတယ်ဒါပေမဲ့သူတို့ကပါဇက်က spell ရွတ်တာများသောအားဖြင့်ကြားဘူးကြားလိမ့်မယ်လူတယောက်ကိုသေအောင်ကျွရင် Abracadabra ဆိုတဲ့ spell ကိုရွတ်လိုက်ပြီးတော့သူက I Magic Wand မော်စီယာကြီးဆိုလို့ရှိရင်တော့ Gandalf တို့ပါလို့ပဲပါသူကမှတောင်ဝေးကင်တယ်သူတို့အဲ့တောင်ဝေးတွေကနေပြီးတော့သူတို့အဲ့ spell ကိုကျွတ်လိုက်လို့ရှိရင်အဲ့ power ထွက်လာပြီးအဲ့လူကသေသွားတာတို့တခုခုဖြစ်သွားတာတို့ဖြစ်တယ်ဆိုတော့ဒီမောပညာကိုလည်းမိတ်ဆွေသေချာကြည့်မယ်ဆိုရင်သူကပါဇက်က spell လို့ခေါ်တဲ့စကားလုံးတစ်ခုကိုရွတ်လိုက်တယ်ရွတ်လိုက်ပြီးဆိုတာ ਨੇ တခြားနေရာမှာတခုခုဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါထူးဆန်းလာဆိုဒီခေတ်မှာသိပ္ပံပညာတွေဟိုအရန်ထွန်းကားနေမိတ်ဆွေကြည့် ChatGPT တို့ဘာလို့ဆိုလို့ရှိရင်ဒါ voice command ပဲလေ voice command ကိုကမှန်မှန်ကန်ကန်ပြောနိုင်လို့ရှိရင် message ပို့ခိုင်းလို့ရတယ် TV ဖွင့်ခိုင်းလို့ရတယ်မီးကလုပ်ဖွင့်ခိုင်းလို့ရတယ်ပိတ်ခိုင်းလို့ရတယ်အားလုံးအတူတူပဲအဲ့ဒီဟာတွေအားလုံးဘာနဲ့ control လုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့အတန်နဲ့ control လုပ်တာလူတယောက်ကိုစိတ်တက်ကြစိတ်တွေညစ်နှလုံးခုန်လုံးရက်သွားအောင်လောက်အထိစိတ်တက်ကြသွားနိုင်လောက်အထိဖြစ်သွားနိုင်တဲ့တီးသွားမျိုးတွေလည်းရှိတယ်။တာမန်အားဖြင့်ဆိုရင်တော့ဗျာကျွန်တော်သချင်းတစ်ပုဒ်ကိုကိုကြိုက်တဲ့သချင်းတစ်ပုဒ်ပျော်ရွှင်တဲ့သချင်းတစ်ပုဒ်နားထောင်လိုက်လို့ရှိရင်စိတ်ညစ်နေတာခဏဖြတ်သွားပြီခဏတော့ပျော်သွားဒါမှမဟုတ်လို့ရှိရင်လည်းကိုကစိတ်ကအကောင်ကြီးတိုင်းမဲ့အခြားတယောက်ကဒါမှမဟုတ်လမ်းဘေးမှာအလွမ်းသချင်းတစ်ပုဒ်ကိုရုတ်တရက်ကြားလိုက်တဲ့ခါကျကိုကလည်းအဲ့ဒီသချင်းတွေကိုလိုက်ညီးပြီးတဲ့ခါကျရင်အလိုလိုနေစိတ်ကလွမ်းသလိုလိုဆွေးသလိုလိုဖြစ်မိသွားတာပဲနိဒါအနုစားပေါ့ဗျာအကယ်၍အဲ့အတန်နေတာဒီထက်ပိုပြီးပြင်းထန်လာမယ်ဆိုရင်ကျွန်တော်တို့နာကျင်အောင်နှလုံးရက်သွားအောင်ကျွန်တော်တို့လှုပ်လို့ရတယ်အတန်နဲ့လှုပ်လို့ရအောင်နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့လူသားတွေကအဲ့အတန်နေနဲ့ပတ်သက်ပြောမယ်ဆိုကျွန်တော်ကအရန်နာကြီးတဲ့ဓာတ်ကိုကျွန်တော်တို့မခံနိုင်ပြီးနောက်မှာကားဆူညံလာလို့မယ်အရန်ဆူညံနေပြီလူကစိတ်တည်ညစ်ပြီးတော့ထဲမှာပူလာအောင်ဒေါသတွေပါထွက်လာတယ်အဲ့လိုမျိုးပဲ reverse အနေနဲ့မိတ်ဆွေစနာကြီးလူတစ်ယောက်ကအရန်တိတ်ဆိတ်သွားရလဲမနေတဲ့စိတ်ထဲမှာခြောက်ချလာဥမာညဘက်7နာရီ10နာရီဆိုရင်ဘာပြောတိတ်ဆိတ်သွားကြအဲ့ချိန်ကြလို့ရှိရင်လူတွေကအလိုလိုခြောက်ချလာဒါမှမဟုတ်ကိုယ့်အကူအခန်းထဲမှာနေနေတယ်တနေရာမှာနေနေတယ်အလိုလိုနေအနားမှာရှိတဲ့အတန်တွေတိတ်သွားတယ်ဆိုလို့ရှိရင်လူကစိတ်ထဲမှာမတူးမတိုင်ခံစားပြီးဘာဖြစ်နေရလဲမသိဘူးဆိုပြီးတော့စိတ်ထဲမှာတခုခုခံစားရတယ်ဆိုတော့ကျွန်တော်တို့ဒီ audio engineer မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ DB အတန်ကို decibel နဲ့တိုင်းတယ်လူတွေနားမှာကြားရတဲ့အတန်ရှိတယ်လူတွေနားမှာမကြားနိုင်တဲ့အတန်မျိုးတွေလည်းရှိတယ်ဥပမာကြွက်ရဲ့ခြေတံဆိုလို့ရှိရင်လူတွေရဲ့နရွက်ကမကြားပေမဲ့ကြောင်နေရဲ့နရွက်ကကြတော့အဲ့ခြေတံကိုသူတို့ကကြားရတယ်အဲ့ကြောင့်ကြောင်နေတစ်ခါလေးကြားလို့ရှိရင်ဘာတမ်းမှမကြားပဲဟိုကြီးဒီကြီးလိုက်ကြည့်နေတာမျိုးမိသူကြားဘူးလိမ့်မယ်သူတို့ကကြတော့ကြွက်လေးတွေရဲ့တူတူလေးသွားနေတဲ့အတန်တွေအဲ့အတန် decibel တွေကိုသူတို့ကကြားနိုင်တဲ့နရွက်ရှိတယ်အဲ့တော့လူတယောက်ကခုနပြောလို့အတန်နေစူညံနေမနေတတ်တယ်လို့အတန်နေလုံးဝတိတ်ဆိတ်သွားရင်လည်းမနေတတ်ဘူးဒီ YouTube မှာရှိတယ်ပေါ့နော်မိသူတို့ကြည့်လို့ရတယ်0 decibel room ဆိုတာရှိတယ်သူကဘာလဲဆိုတော့ကျွန်တော်တို့ဒီအတန်ဖန်တဲ့ studio တွေမှာတက်တဲ့ချက်ဥဖော့ဆိုတာရှိတယ်ဟိုအလုံးလုံးလေးနေဘာကြောင့်လဲဆိုတော့သူကအတန်လာလို့ရှိရင်အတန်ကိုပြန့်သွားအောင်အတန်ကိုစုပ်အောင်လုပ်တဲ့ အဲ့ port တွေနဲ့အတန်ဖန် studio တွေတော်တော်များများအဲ့ချက်ဥ port တွေကတ်ထားလေးရှိ
အဲ့ 0 decibel room မှာကျတော့သူကအခန်းတစ်ခုစောက်ထားပြီးတော့ဖော့တွေကိုအပြည့်ကတ်ထားအောင်မကောက်ဘူးဗျာသူကဒီ audio နီးပညာနဲ့အဲ့အခန်းထဲမှာဘာတမ်းမှမကြောက်အဲ့အခန်းထဲပုံမှာပြီးတကားပိတ်လိုက်တာနဲ့လုံးဝ0 decibel အတန်ဆိုလို့ဘာတမ်းမှမကြောက်အောင်လုပ်ထားတယ်ဒါပေမဲ့စမ်းကြည့်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့0 decibel room ထဲမှာလူတွေကကြာမနေနိုင်ဘူးတချို့တွေက3မိနစ်ပဲခံတယ်တချို့တွေက9မိနစ်ပဲခံတယ်ကြာနေနိုင်တဲ့လူတွေ10မိနစ်15မိနစ်လောက်ပဲဘာဖြစ်လဲဆိုကြာလာရင်စိတ်ချောက်ချလာတယ်သွေးလေလှက်ပတ်မှုတွေမမှန်တော့ဘူးကိုနားထဲမှာကြားကျင်တဲ့အတန်တွေကြားလာကိုမြင်နေတာတွေမြင်တာစိတ်ချောက်ချလာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကတခါလေကြားလို့ရှိရင်ပတ်ဝန်းကျင်မှာရှိတဲ့အတန်တွေဥမာငှက်တွေអော်တဲ့အတန်ဟူတန်ဒီတော့ငှက်တွေကလည်းဘာလို့អော်နေတာလဲမသိဘူးလို့ထင်နေပေမဲ့ကျွန်တော်တို့နာအတန်တွေအရန်ဆိုရင်မနေတတ်တယ်လို့မျိုးဘာတန်မှမကြားရင်လည်းကျွန်တော်မနေတတ်ဘူးအဲ့တော့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ambient noise လေးငှက်တန်လေးတွေကားတန်လေးဟူတန်လေးဒီတန်လေးကြားနေရတာဟိုကကျွန်တော်တို့အတွက်အဆင်ပြေနေတာပြီးတော့ဒီအတန်တွေနဲ့ပတ်သက်လို့ရှိရင်နောက်တစ်ခုကျွန်တော်တို့မှာသတိထားစရာတစ်ခုရှိတယ်ကျွန်တော်ပထမပြောခဲ့သလိုအတန်တွေမှာပုံစံရှိတယ်အတန်တွေမှာစွမ်းအားရှိတယ်အဲ့တော့ရှေးလူကြီးတွေကကျွန်တော်တို့ကိုပြောကြမှာနှုတ်ရှာကိုစင်ခြင်းလွယ်ကူနဲ့လူတွေကိုမကြိမ်နဲ့ကြိမ်စာမတိုက်နဲ့လို့ပြောကြတာဘာလို့လဲဆိုတော့ကျွန်တော်ကြားဘူးတာတခုပါပေါ့နော်ကြိမ်စာတွေမှာတဲ့မျက်စိပါတယ်တဲ့လူတစ်ယောက်ကတခြားသူတယောက်ကိုရည်ရွယ်ပဲဖြစ်ဖြစ်မရည်ရွယ်ပဲဖြစ်ဖြစ်ကြိမ်လိုက်တဲ့ခါကြလို့ရှင်အဲ့ကြိမ်စာပါဇက်ကထွက်သွားတာနဲ့အဲ့အကြိမ်ခံရတဲ့လူစီကိုသွားတယ်အဲ့အကြိမ်ခံရတဲ့လူကိုကြည့်တယ်အဲ့လူကအဲ့ကြိမ်စာနဲ့ကိုက်ညီလားမကိုက်ညီဘူးဆိုရင်အဲ့ကြိမ်စာကြိမ်တဲ့လူစီပြန်လာပြီးတော့အဲ့ကြိမ်တဲ့လူထိတာဗျကြိမ်စာနော်အဲ့တော့ကျွန်တော်တွေ့ဘူးတဲ့တငယ်ကြီးတွေတော်တော်အများကြီးမှာသူတို့ကတခြားလူတွေကိုကြိမ်စာတိုက်တာတော့မဟုတ်ဘူးစကားပြောရင်အစဲပါတာစကားပြောရင်မစဲပဲနဲ့အစဲမပါပဲနဲ့မနေနိုင်တဲ့လူမျိုးတွေတခုခုပြောလို့ရှိရင်ပါစက်ကလှုပ်ခနဲမကောင်းတဲ့စကားတွေဆဲမိတဲ့လူတွေအဲ့လိုမျိုးရှိတယ်ဗျအဲ့ဒါတွေကကိုယ့်အတွက်မကောင်းကိုယ့်ရဲ့နှုတ်ရှာဒီမကောင်းတဲ့စကားတွေထွက်သွားတဲ့စကားတွေကကိုယ့်စီကိုပြန်လာတယ်ဒီစကလုံးတွေမှာကျွန်တော်ဥပမာပြောသလိုစကလုံးတွေအားလုံးကလေထဲမှာပျောက်သွားမှုစကလုံးတွေအားလုံးမှာသူတက်ဆိုင်ရာစွမ်းအင်ရှိရဲ့ပါဝါရှိရဲ့အဲ့ဒီစကားတွေကိုကျွန်တော်တို့ရဲ့ပါဇက်ကနေပြီးတော့လှုပ်ခနဲပြောလိုက်တာအရန်အန်ဒီရများတယ်ဗျအဲ့ဒါကြောင့်လူကြီးတွေကပြောကြကျွန်တော်တို့ကိုပြောတယ်မလားမေတ္တာပို့ရှားသူတွေကိုကောင်းတဲ့စကားပဲပြောမကောင်းတဲ့စကားကိုပါဇက်ကမထွက်မိစေနဲ့ဆိုတာသူကကျွန်တော်တို့ယဉ်ကျေးစင်ကျင်လာတက်ထက်ဒီနောက်ဆက်တွဲဒီစကလုံးတွေရဲ့နောက်ဆက်တွဲ consequence မကောင်းတဲ့အရာတွေကိုကျွန်တော်တို့ဒီပြန်လာမယ်ဆိုတော့သူကကျွန်တော်တို့ပြောခဲ့တာဗျအဲ့တော့ကိုယ်ပါဇက်ကထွက်တဲ့စကလုံးတိုင်းဟာကောင်းတဲ့စကားတွေဖြစ်ဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အစမှပြောခဲ့သလိုအတန်တွေမှာစွမ်းအားရှိတယ်အတန်တွေမှာပုံစံရှိတယ်အဲ့အတန်တွေမှာစွမ်းအားရှိလို့ပဲရှေးခေတ်ကမှော်စရာတွေနော်ဒီ spell တွေကိုသူတို့အတန်နဲ့ပဲရောရတယ်ဖျားရှိခိုးတယ်ကျွန်တော်တို့အများဆုံးလုပ်ရတာစိတ်ကိုနှစ်ပြီးတော့ဒီအတန်နဲ့ဖျားရှိခိုးကြတာပဲမဟုတ်မေတ္တာပို့အမြောက်ပဲကျွန်တော်ဒီအတန်နဲ့ပဲအလုပ်လုပ်တာအဲ့တော့ဒီအတန်ကအရန်ကိုအစွမ်းထက်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကဘာလို့မိနေတော့ဖျားရှိခိုးတဲ့အချိန်ကောင်းတဲ့စိတ်ဝင်နေတဲ့အချိန်မှာတော့ပါဇက်ကကောင်းတဲ့စကားတွေပဲထွက်ပြီးမဲ့တကယ်ချင်းနဲ့တွေ့လမ်းမော်ရောက်တနေရာရောက်သွားတဲ့ခါကျရင်ပါဇက်ကလှုပ်ခနဲထွက်တိုင်းမိတဲ့စကားတွေရှိတယ်ဥပမာဆိုကြပါစို့ပြလူတွေကြားထဲသွားနေရင်လည်းလမ်းလျှောက်သွားနေတယ်လူတယောက်ကိုပကုံးဝင်တိုက်သွားမယ်အနည်းဆုံး sorry လို့တော့မပြောဘူးဗျာမသိချောင်ဆောင်ထွက်သွားမယ်ဆိုလို့ရှိရင်ဒီမျိုးစိတ်ထဲကနေလှုပ်ခနဲကုန်းတော့ဒီကောင်ဘာခွေးကောင်ငါ့ကိုဝင်တိုက်သွားပြီဘာမှတော့မပြောဘူးဆိုပြီးအနည်းဆုံးတော့စိတ်ထဲကနေဒေါသတော့ထွက်သွားမိမှာပဲဒါပေမဲ့ပါဇက်ကနေပြီးတော့ကျွန်တော်ထုတ်ပြီးပြောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါ spell တစ်ခုဖြစ်သွားပြီဗျာဂျမင်းသိန်ခါစာအုပ်ထဲမှာကျွန်တော်မှတ်ဘူးတဲ့နေရှားဝိဇ္ဇာရွှေများတာဆိုတာမသိဘူးအဲ့ဒီမှာ तू ကသူ့ရဲ့အထက်ဆရာကို तू မေးတယ်ပေါ့နော်မန်းနန်းဆိုတာပါလေအဲ့တော့သူ့ဆရာပြန်ဖြေရဲ့စကားအရင်ရှင်းတယ်အတန်တိုင်းရမန်းနန်းမဲတဲ့ဆိုတော့သူတို့ဆိုလိုချင်တဲ့သဘောကကျွန်တော်တို့ဒီနှုတ်ရှာထွက်တဲ့စကလုံးတိုင်းမှာအတိတ်ပဲတစ်ခုရှိရယ်ပါဝါတစ်ခုရှိရယ်
တော့ကျွန်တော်ကဒီကျွန်တော်ရဲ့ဒီနှုတ်ရှာကိုတတိထားဖို့ကျွန်တော်ပြောတဲ့စကားတွေကိုတတိထားဖို့ကျွန်တော်နားနေပြီးတော့ကျွန်တော်နားထောင်တဲ့အတန်တွေကိုတတိထားဖို့အရင်ရေးကြည့်တယ်အခုဆိုလို့ရှိရင် healing club တို့ဘာလို့အရန်ခစ်စားလာတယ်သိမလားမသိဘူးအဲ့ healing club ကျွန်တော်တကယ်ကြီးနေမှာလည်းရှိပါတယ် healing club လုပ်နေတဲ့လူတွေသူတို့အဓိကလုပ်တဲ့ဟာသူဘာလုပ်လဲလူတယောက်ကအခုနပြောသူစိတ်ထဲမှာဘာဖြစ်လို့ဖြစ်နေမှမသိဘူးစိတ်ကညင်နွမ်းနေတဲ့ရာရာအဆင်မပြေဘူးဆိုလို့ရှိရင်သူတို့ပြောတာကိုနားထောင်ကြည့်ပြီးအဲ့လူရဲ့ level အလိုက်သူတို့ဒီစိတ်ကိုကူးတောင်းဖြစ်အောင်သူတို့စကားတွေပြောတယ်ဒါပေမဲ့သူတို့အဓိကလုပ်တဲ့အလုပ်ကဘာလဲသိလားသူတို့တီးလုံးလေးဖွင့်ပြီးလူငင်းငင်းလေးထိုင်ခိုင်းပြီးတော့တီးလုံးလေးနားထောင်ခိုင်းတာအဲ့တော့ healing music လို့ခေါ်တယ်အကယ်၍မိတ်ဆွေနားထောင်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်း YouTube မှာ healing music လို့ရှာပြီးတော့ရိုက်ပြီးတော့ရှာလို့ရတယ်သူကကျွန်တော်တို့လူတွေကလည်း frequency တစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်အဲ့လူတွေရဲ့ frequency နဲ့ကိုက်တဲ့ music လေးတစ်ခုခုကိုလူကနားထောင်လိုက်လို့ရှိရင်ကျွန်တော်အနှိတ်ခမ်းသွားပြီးအနှိတ်ခံလိုက်သလိုပေါ့ဗျာဒါပေမဲ့လက်နဲ့တကယ်လာနှိတ်တာမဟုတ်ပါဘူးကျွန်တော်တို့ထိလို့ရတဲ့ဂီတ frequency ရှိအဲ့ frequency ကိုဖွင့်လိုက်လို့ရှိရင်အဲ့ဂီတကကျွန်တော်ရဲ့ခန္ဓာကို healing လုပ်ပေးနိုင်တယ်ကုစားပေးနိုင်တယ်စိတ်တွေညစ်နေစိတ်တွေမပျော်ဘူးဆိုတာကနေပြီးတော့စိတ်ကတဖြည်းဖြည်းပြန်ပြီးတော့လန်းဆန်းလာပြီးတော့ပြန်ပြီးကြည်လင်တန်ရှင်းလာအောင်လုပ်နိုင်တယ်သူတို့အဲ့ဒါကိုတွေ့သွားတဲ့အတွက်ကြောင့်ဒီ healing class တွေပေါ်လာတယ်ဒီ healing music တွေနဲ့ဒီတီးလုံးတွေနဲ့လူတွေကိုကုစားပေးတယ်မနှုတ်ထားပါပဲကျွန်တော်ဦးနာပြောသူအတန်တွေရဲ့ power ကိုယူပြီးတော့လူတွေကိုမမြင်နိုင်တဲ့နည်းနဲ့ကုစားပေးတာပေါ့ဗျာကျွန်တော်တို့လူတွေအတွက်အဓိကသတိထားတဲ့နေရာကျွန်တော်တို့ပါဇက်ကထွက်တဲ့စကားတွေကျွန်တော်ပါဇက်ကထွက်တဲ့အတန်တွေကိုကျွန်တော်သတိထားအဲ့ဒီຢာတွေကကျွန်တော်တို့ကောင်းကျိုးလည်းပေးနိုင်တယ်လို့ဆိုးကျိုးလည်းပေးနိုင်ပြီးတော့ကျွန်တော်ရဲ့ဒီနာကျွန်တော်နားနေပြီးနားထောင်တဲ့အရာတွေကိုကျွန်တော်သတိထားဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနားထဲကိုဝင်လာတဲ့အတန်တွေစကားတွေအတွေးခေါ်တွေကျွန်တော်အုံနောက်ထဲမှာနေပြီးကျွန်တော်တို့မကောင်းတဲ့အတွေးခေါ်တွေမကောင်းတဲ့အလေးချင်းတွေဖြစ်လာနိုင်စေတယ်ပြီးတော့လူတွေတော်တော်များများတွေ့ရလေရှိရဲ့အမှားတစ်ခုကဘာလဲဆိုတော့ငါစေတနာနဲ့ပြောနေတာပဲငါပြောနေတာအမှန်ပဲဆိုပြီးတော့တခြားသူကိုလေးသမ်းမာနဲ့ဖိပြောတတ်ကြလေးရှိတယ်ဗျဒါပေမဲ့စကားဆိုတာမျိုးอ่ะเนาะမိတ်ဆွေပြောနေတာမှန်ခြင်းမှန်မိပါစေအမှန်တရားပဲဖြစ်နေပါစေအကောင်းဆုံးအရာပဲဖြစ်နေပါစေချူချူတာတာမပြောရင်ဘယ်သူမှနားမထောင်နိုင်ဘူးဗျာလူမပြောနဲ့ခွေးအကြောင်းနေတော့မှမိတ်ဆွေပြောကြည့်ချူချူတာတာမပြောရင်သူတို့မကြိုက်ဘူးအဲ့တော့စကားဆိုတဲ့အရာမျိုးอ่ะမပြောခင်မှလည်းစဉ်းစားပြောနေတော့မှလည်းစဉ်းစားပြောပြီးွားလို့ရှိရင်အဲ့စကားကိုရုပ်သိမ်းလို့မရတော့အဲကြောင့်မြန်မာစကားပုံမှာတော့ရှိတယ်မလားအစားကိုကောင်းစားစကားကိုကောင်းမပြောနဲ့တဲ့အကောင်းဆုံးကတော့ကျွန်တော်တီးလိုက်တာကတော့ဗာလဲဆိုတော့စကားကိုဘာကြောင်းကြောင့်ပဲဖြစ်ဖြစ်စကားကိုပြောတော့မယ်ဆိုရင်တက်နိုင်သမျှအချိုးသားသုံးတဲ့အကောင်းဆုံးပြောနိုင်ပြောမပြောနိုင်ပါဇက်ပိတ်ထားလိုက်တာအကောင်းဆုံးပဲဗျာ